decoration ကောက်တော့ပေါ့နော်တကယ်ဆိုရင်တော့ဒီမှာတော့တက်ပေါ်နေပါတယ်ရိုက်လို့မရဘူးကျွန်တော်တို့ရိုက်ရည်ပေါ့နော်やっと日本に出発しましたသူကကျတော့ team leader ပေါ့နော်သူကကျတော့ဒီအကြောင်းအရာနဲ့ပတ်သက် program အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရှင်းပြတယ်ပြီးတော့အဖွဲ့တွေပါတွေခွဲတာပေါ့နော်ကားထဲမှာတပါတယ်ဒီ hotel ကိုတော့ရင်းနဲ့ကဲကြည့်ပါဦးအရင်လာတာနော်ဒီကတဟားမှလည်းလို့မမြင်ဘူးပေါ့နော်အပြင်မှာအေးဟာကြာမှာပဲတကယ်မြင်ရတကယ်လာတာပါလမ်းတွေဆိုတာ fan နေရဖုန်းလေးတစ်စက်မရှိဘူးသူတို့ကဘယ်လိုဒီစီကဲရှိနေလဲကားပေါ်မှာလည်းအမိုက်တွေလုံးဝမထားခဲ့နဲ့တဲ့အဲ့လိုတွေပြောတာနော်ကဲဟိုတယ်ကိုရောက်ပါပြီလို့皆さんおはようございます日本に到着して今は東京ベイ荒井家ワシントンホテルというホテルに泊まりました今日は私は日本にあるホテルについて説明させていただきたいと思いますだから私と一緒に日本のホテルのやり方について勉強しましょうဒီတခါတော့ဒီ hotel တွေမှာပေါ့နော်အခန်းကိုနေပြီးတော့ဘယ်လိုဝင်ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြပါမယ်အခုကနေပြီးတော့ဒီမှာရေးထားတယ်ဒီမှာ Mr. ထုံးလင်းအောင်ပေါ့နော်မြန်မာ group B ဆိုပြီးတော့ရေးထားတယ်ပြီးတော့ group name ကကြတော့ Genesis 2022ရေးပေးထားတယ်အခန်းကကြတော့ floor ကကြတော့ 7th floor အခန်းကကြတော့7 to 5ပေါ့နော်ပြီးတော့ဒါ arrival date ပေါ့နော်အဒီကဒီအခန်းကိုဝင်မယ်ဆိုရင်ဒီကနေပြီးတော့အထဲမှာနေပြီးတော့ပါတယ်ပေါ့နော်ဒါကအခန်းရဲ့ key ပေါ့နော် key ဒီ key ကကြတော့ဒီနိုင်ငံခြားဟိုတယ်တွေမှာအများအပြားဒီဟာသုံးတာပေါ့နော်ဒီဟာလေးနဲ့တကားမှနေပြီးတော့သူက sensor ပါတယ်ဒီ sensor ကိုနေပြီးတော့ဒီလိုမျိုးလောက်လိုက်တာနဲ့နေပြီးတော့သူကနေပြီးတော့ auto တကား auto ပွင့်သွားတာ auto ပွင့်သွားတယ်ပွင့်ပြီးတော့နေပြီးတော့ဒီတကားပေးနာနေပြီးတော့အဲ့လိုမျိုးကတ်ထည့်တဲ့နေရာမှာထည့်လိုက်တာနဲ့တကား auto လော့ချသွားပြီးတော့မီးတွေပါတယ်လို့ပွင့်သွားတာပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့ဒါကြတော့ဒီနေ့အတွက်သမင်းစားပေါ့နော်ဒီလက်မှတ်ပေါ့သမင်းစားလက်မှတ်ဆိုတာကြတော့ဂျပန်လူမျိုးတွေအတွက်ဂျပန်လူမျိုးတွေစားတဲ့စားရောဆိုတာကြတော့အနောက်တိုင်းပေါ့ဝက်ဆန်စားပေါ့နော်သူပြီးတော့ဘတ်ရှော့ပါမယ်ဘတ်ရှော့ကကြတော့ EGF ကြောကြီးတာဝန်ဆိုပြီးရေးထားတယ်ပြီးတော့ဂျီကန်ကကြတော့နောက်ပဲဟဲဂျစ်စုရဲ့နောက်တစ်ခါရှုဖူဂျစ်စုမှာဟဲဂျစ်စုကကြတော့တော့ခုကြီးဟန်ခါရကနေပြီးတော့ဂျူဂျီမှတယ်ပေါ့နော်ဂျူဂျီမှတယ်ဆိုင်းရှူနျူတန်ကကြတော့ခုကြီးヨジュコポンこれは私のシングルルームですとても綺麗だねက
cash kimo miyerushi hey amuato hiroi okay ဒီနေ့တော့ဒီလောက်ပါပဲနောက်တော့မှပြန်တွေ့မယ်နော် bye bye see you